အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဝီမန်နီ password ချင်းချင်တယ်လှုပ်ဝက်နံပါတ်ချင်းချင်တယ်ဒါပေမဲ့ဘယ်လိုချိန်ရမလဲဆိုတော့မသိတဲ့သူတွေအတွက်ပြောပြပေးသွားမှာဖြစ်ပါတယ်တီဗီသားသူတွေကတော့ဒီဗီဒီယိုလေးကိုကြော်သားလို့ရပါတယ်အဲ့တော့ password ချိန်မယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ profile ဆိုတာလေးကိုနှိပ်ပြီးမယ်ပြီးလို့ရှိရင်ဒီမှာပြင်ပြရန်ဆိုတာလေးဆက်နှိပ်ပြီးမယ်ပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့လှုပ်ဝက်နံပါတ်အဟောင်းပေါ့နော်လက်ရှိသုံးနေတဲ့လှုပ်ဝက်နံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာလှုပ်ဝက်နံပါတ်ထည့်ပြီးဆိုလို့ရှိရင်ကိုချိန်မဲ့လှုပ်ဝက်နံပါတ်အသစ်ပေါ့နော် password အသစ်လေးလုံးကိုဒီမှာထည့်ရပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရပြီဆိုလို့ရှိရင်သူကကိုယ့်လှုပ်နံပါတ်ကိုအတည်ပြုခိုင်းပါတယ်အဲဒါဆိုအတည်ပြုပါဆိုတာလေးကိုဆက်နေပြီမယ်အောင်မြင်ပါသည်ဒါဆိုရင်ကျွန်တော်လှုပ်ဝက်နံပါတ်ချိန်တာအောင်မြင်သွားပြီဖြစ်ပါတယ်လွယ်လွယ်လေးပါပဲเนาะဘာမှမခက်ခဲပါဘူးအားလုံးနားလည်မယ်လို့ယုံကြည်ပါတယ်ဒါဆိုရင်ကျွန်တော်ချိန်နိုင်တဲ့ password နံပါတ်အသစ်နဲ့ပြန်ပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကိုမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ